Premier League သမိုင်းရဲ့အဆိုးရွားဆုံးအပြောင်းရွှေ့တစ်ခု KZ Sport ကိုကြီးစုနေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါဒီနေ့မှာတော့အင်္ဂလန် Premier League သမိုင်းရဲ့အရှုပ်ထွေးဆုံးနဲ့အဆိုးရွားဆုံးအပြောင်းရွှေ့တစ်ခုအကြောင်းကိုပြောပြပေးခြင်းပါတယ်အဲ့ဒါကတော့2000ခုနှစ်မှာဖြစ်ခဲ့တဲ့ဆိုကန်ဘဲရဲ့ Tottenham Hotspur ကနေ Arsenal ကိုပြောင်းရွှေ့ခဲ့ခြင်းပါဒီလိုမျိုးပြောင်းလဲတဲ့ပြိုင်ပွဲအချင်းချင်းပြောင်းရွှေ့တာကအရန်ကိုရှားပါတယ်ဆိုကန်ဘဲကကလေးဘွားကလေးက Tottenham မှာကစားခဲ့တဲ့ကစားသမားပါအသင်းကောင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး1999မှာလိဂ်ချန်ပီယံဆုကိုရယူပေးခဲ့တယ်လို့ပြည်သက်တွေရဲ့အချစ်ခင်ရာဆုံးကစားသမားတစ်ယောက်ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့လည်းသူရဲ့စာချုပ်သက်တမ်းကုန်ဆုံးချိန်2000ခုနှစ်မှာတော့အားသင့်စရာတွေဖြစ်သွားခဲ့ပါတယ်။တတရန်ကသူ့ကိုအသင်းရဲ့အမြင့်ဆုံးလစာနဲ့ကမ်းလှမ်းခဲ့ပြီးမြဲချန်ပီယံလိဂ်မှာကစားခြင်းခဲ့တယ်လို့ထိပ်တန်းဆုရစိတ်တွေလည်းရခြင်းခဲ့တာကြောင့်ကမ်ဘေဟာစာချုပ်တစ်ကိုညှင်းပယ်ခဲ့ပါတယ်။ဥရောပကလပ်တွေအများကြီးကစိတ်ဝင်စားခဲ့ပြီးမြဲကမ်ဘေကဘယ်သူမှမထင်မှတ်ထားတဲ့နေရာကိုရွေးချယ်ခဲ့ပါတယ်။ဒါကတော့အာဆင်နယ်အသင်းပါတတရန်ရဲ့အဓိကအမျိုးကံပြိုင်ပွဲဖြစ်တယ်လို့ပိုလိုဆိုးတာကအလွတ်ပြောင်းရွှေ့ခြင်းနဲ့ပါရောင်းတစ်ခုနှစ်ဇူလိုင်လ3ရက်နေ့ကအာဆင်နယ်ရဲ့သတင်းစာရှင်းလင်းပွဲမှာဂျာနယ်လစ်တွေကကိုသမားအသစ်ကိုမိတ်ဆက်မဲလို့ထင်ထားခဲ့ကြပေမဲ့အခန်းထဲဝင်လာတဲ့သူကတော့ဆိုကန်ပဲပါအဲ့ဒီချိန်မှာပြည်သက်တွေအားလုံးအားသင့်ခဲ့ရပါတယ်တတရန်ပြည်သက်တွေအတွက်ကတော့ဒါဟာသစ္စာဖောက်မှုပါဆိုကန်ပဲပါဝင်တဲ့မြောက်လန်ဒန်ဒါဘီပွဲစဉ်တိုင်းမှာဆဲဆူမှုတွေအော်ဟစ်မှုတွေနဲ့ပြင်းထန်နေခဲ့ပါတယ်ကျိုးပရိသတ်တွေဆိုဥပဒေအပြစ်ဒဏ်ချမှတ်ခံရတဲ့အထိပါပဲဒါပေမဲ့ကမ်ဘဲအတွက်ကတော့ဒီပြောင်းရွှေ့မှုဟာမှန်ကန်ခဲ့ပါတယ်အာဆင်နယ်ရဲ့အောက်မှာသူ့အနေနဲ့ပိုပြီးတိုးတက်လာခဲ့တယ်လို့ပထမရာသီမှာပဲပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်နောက်ပိုင်း Invisible အသင်းရဲ့အဓိကကစားသမားတစ်ယောက်အဖြစ်2003-2004ရာသီမှာတပွဲမှမရှုံးတဲ့မှတ်တမ်းကိုစိုက်ထူနိုင်ခဲ့ပါတယ်ဆိုကန်ဘဲဟာအာဆင်နယ်အသင်းနဲ့အတူပရီးမီးယားလိဂ်2ကြိမ် FA Cup 3ကြိမ်ရရှိခဲ့ပါတယ်တတရန်မှာဆုမရခဲ့တဲ့သူအတွက်တော့ဒီပြောင်းရွှေ့မှုဟာကစားသမားဘဝရဲ့အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပါတယ်ဒီပြောင်းရွှေ့ဟာယနေ့ထက်တိုင်နော်လန်ဒန်ဒါဘီရဲ့အတင်းမာမှုကိုပုံပုံမြင့်တက်စေခဲ့ပါတယ်ဘလို့မှာဆုတစိတ်တွေဟာအရေးကြီးတယ်လို့သစ္စာစောင့်တည်မှုကလည်းအရေးကြီးပါတယ်ဒါပေမဲ့ကမ်ဘဲရဲ့ဇလန်းကတော့ဘလုံးကပါရဲ့အမောင်ဘက်ချမ်းကိုပြသခဲ့ပါတယ်ညီကတို့အနေနဲ့ရောဘလို့ထင်မိပါသလဲဒါဟာသစ္စာဖောက်မှုလားကစားသမားတယောက်အတွက်အီမန်ချက်ရှိတဲ့ဆုံးဖြတ်ချက်တစ်ခုလားဆိုတာမှတ်ချက်မှဝင်ရောက်ဆွေးနွေးခဲ့နိုင်ပါတယ်